တော့ဒီနေ့ presenting လုပ်ပေးမယ့်အကြောင်းအရာပေါ့နော်ဆရာဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ဆရာတို့ဒီမှာအားလုံးပဲတွေ့ရမယ်ထင်ပါတယ်နော်မတွေ့ရဘူးဆိုရင်ဆရာကိုပြောပါနော်တွေ့ရမယ်ထင်ပါတယ်အဲ့တော့ the art of research paper writing ပေါ့နော်ဒီနေရာမှာ research လို့ဘာလို့ဆရာကပြောလဲလို့ပြောရင်အဓိကကတော့ master နဲ့ PhD ကျောင်းသားတွေ bachelor ကျောင်းသားတွေကအခု project တွေလုပ်တယ်ဟာလား thesis တွေရေးမယ်အဲ့ဒီ thesis တွေ project တွေအကုန်လုံးကဒါကိုယ့်ရဲ့ research ပေါ်မှာအခြေခံပြီးတော့ရေးရတာဖြစ်ပါတယ်အဲ့တော့ research ဆိုတာကိုကြားလိုက်ရတဲ့အခါမှာတော်တော်များများတော့ဟာလား research ဆိုတာဘာလဲပေါ့အကြီးလားပေါ့နော်ဟာလားတကယ်ဟို NASA မှာလုပ်နေတဲ့ research တွေမှာ research လားပေါ့နော်စသဖြင့်ပေါ့နော်ဒီလိုမျိုးစဉ်းစားစရာရှိတယ်တကယ်တော့ research ဆိုတာကဟာလားသူက systematic study လုပ်တာဖြစ်ပါတယ်နော်တနည်းအားဖြင့်ပြောရင် systematic investigation လုပ်ခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဆရာတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင် research လို့ပြောလိုက်လို့ရှိရင်ဒါ systematic study လုပ်တာဖြစ်ပါတယ်အခုကလေးတို့ဒီမှာလုပ်နေတဲ့ project တွေဒါ systematic study လုပ်တယ်project လို့ဆိုပေမဲ့သူတေသနာ idea လေးတွေဟာစူးစမ်းဆင်ခြင်တာတွေပါမယ်เนาะတနည်းအားဖြင့်ပြောလို့ရှိရင်ဟာလား evaluation လုပ်တာတွေပါမယ်အကောင့်ဟာလားအစိုးတွေအကျိုးအကြောင်းတွေကိုသုံးသပ်ပြတာတွေပါမယ် analysis လုပ်တာတွေပါဒါတွေအကုန်လုံးက research ရဲ့အနွယ်ဝင်တွေပါပဲဒါကြောင့်မလို့ research လို့ပြောပါတယ်ဒါတော့အရင်တုန်းကတော့ research paper ဆိုပြီးဆရာကတော့ paper ကို focus လုပ်ပြီးပြောတာပေါ့နော်ဒါကဘာလဲဆိုတော့ paper အရန်ရေးကြည့်တာပေါ့နော်အဲ့တော့ဒီမှာကတော့ဒီ research paper writing ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဒါကိုလေ့လာပြီးတဲ့အခါမှာကိုယ့်ရဲ့เนาะ thesis ရေးတဲ့အခါမှာပဲဖြစ်ဖြစ်เนาะအခြားစာတမ်းတွေရေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒါအသုံးချလို့ရပါဘောเนาะဒီပုံစံအတိုင်းပဲဆရာတို့သွားမှာဖြစ်ပါတယ်တကယ်တော့ research paper ကကြတော့ကြစ်ကြစ်လေးလေးနဲ့သွားရတာဖြစ်တဲ့အတွက်ဒါပို့ပြီးတော့ဟို effective ဖြစ်အောင်ဆိုပြီးတော့ဆရာတို့ကဒီ research paper မှာပဲfocus လုပ်ပြီးတော့ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကပေါ့လေတနည်းအားဖြင့်ပြောရင်ဒီ academic paper writing လို့လည်းပြောပါတယ်ဒါတနည်းအားဖြင့်ပြောရင် academic ဆိုတော့ဆရာတို့ကဝတ္ထုရေးသလိုမျိုးလည်းရေးလို့မရဘူးပေါ့နော်ဒါကြောင့်ဒီနေရာမှာတော့ဆရာက research paper တစ်စောင်ဘယ်လိုရေးမလဲ project တစ်ခုကိုကလုပ်နေပြီအဲ့ဒါကိုစာအဖြစ်နဲ့ဘယ်လိုတည်ကုန်းမလဲဆိုတဲ့ idea တွေကိုဆွေးနွေးပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်